အားလုံးပဲမင်္ဂလာပါ SSS Skateboard Teenager Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ episode မှာတော့ flyer menu design tutorial လေးကိုလုပ်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ custom site တွေကနေပြီးတော့ကျွန်တော်ဒီမှာ voucher ဆိုပြီးတော့ရိုက်ရှာလိုက်တယ်ပေါ့နော် voucher သူ့ရဲ့ဒီ centimeter အတိုင်းအတာလေးကိုသိချင်လို့ပေါ့နော်ကျွန်တော် page ကိုနှစ်ခုခွဲလိုက်တယ် front နဲ့ back ဆိုပြီးတော့ကျွန်တော်နာမည်ပေးလိုက်တယ် file ထဲမှာရှိရတယ် select မှတ်တယ်ပေါ့နော်ထည့်တယ်ပေါ့နော် upload တင်တယ်ဒီ Americano ပေါ့နော် coffee လေးကိုကျွန်တော် menu design လေး 5 browser လေးဆွဲခြင်းလို့ပဲဖြစ်ပါတယ်။ Okay ဒီမှာ coffee ကွက်လေးထည့်လိုက်တယ်ပေါ့နော်။ဒီ color ကိုကျတော့ဒီ coffee theme လေးဖြစ်တဲ့အတွက်ကြောင့်မို့ coffee အရောင်လေးကျွန်တော်ခုနကခွက်လေးရဲ့အရောင်ယူလိုက်တယ်ပေါ့နော်။ယူပြီးတော့သူ့ကိုနောက်ဆုံးမှထားလိုက်တယ်ဒီ Americano ကိုကျွန်တော် background ဖြတ်လိုက်တယ်။ပြီးတော့ကျွန်တော်ဒီ type free လေးတွေကနေပြီးတော့ဒီ coffee break ဆိုတဲ့အားလေးကိုသွားယူလိုက်တယ်ပေါ့နော်။သူ့ရဲ့စလုံးလေးလှလို့ပေါ့။အမှကျွန်တော်က color လေးချိန်နေဒီမှာသူ့ရဲ့ဒီတိုင်တယ်လေးတွေ headline လေးတွေကျွန်တော်ထည့်တယ်ပြီးတော့ဒီ quad လေးကိုထည့်ကြည့်ရနေရာချတယ် background remove ရပြီးတော့ဒီ edit ထဲမှာကျွန်တော်ဒီ SK ပေါ့နော်သူ့ကိုပြန်လုပ်ရပါတယ် main လို့ပေါ့နော်ပြီးတော့ edit ထဲမှာသူ့ကို one tone pad လေးရအောင်လို့ color လေးပြန်ချိန်တယ်ပေါ့နော်ဒီမှာစာလေးထည့်တယ်အကြီးသေးကစားတယ်ပြီးတော့ကျွန်တော်ဒီဟာလေးကိုထည့်တယ်ပေါ့နော်ဒီပေါင်လေးကိုထည့်တယ် background remove လုပ်လိုက်တယ်သူ့ကိုအလဲမှာထားလိုက်တယ်ဟိုကောင်လေးကတော့ဘေးကိုရွှေ့လိုက်တယ်ပေါ့နော်တိတ်မလာလို့အမေရိကန်တော့ကျွန်တော် copy ပွားလိုက်တယ်ဘာဖြစ်ရှေ့လေးယူပြီးတော့ဒီဘက်ကိုလည်းအပြည့်ပေါ့နော်ဖြည့်လိုက်တယ်ဖြည့်ပြီးတော့သူ့ကိုလည်း color လေးချင်းလိုက်တယ်ဒီဘက်က coffee ဆိုတဲ့ font လေးကိုကျွန်တော်ယူလိုက်တယ်ဒီကောင်လေးကို color ပြောင်းလိုက်တယ်ပေါ့နော်ပြီးတော့ဒီဘက်ချမ်းကိုလည်းကျွန်တော် duplicate နဲ့ပွားလိုက်တယ်ဒီဘက်က product လေးတွေကိုကျွန်တော်တစ်ခုချင်းစီယူတယ် background ဖြတ်တယ်ပြီးတော့ဒီဘောင်လေးပေါ့နော်ဘောင်လေးကိုကွတ်ချင်လို့ stock လေးနဲ့လှုပ်လိုက်တယ်ပေါ့နော်အလားဆင်လိုက်တယ် stock size လေးသေးပြီးတော့ဒီ background color ကိုသိမကြိုက်တော့ကျွန်တော်အရောင်တရောင်ပြောင်းလိုက်တယ်အဲ့လိုပဲထုံးစံအတိုင်းဒီ product လေးယူပြီးတော့ background remove ပြီးတော့ stock လေးနဲ့ like ကော့တယ်ပေါ့နော်နေရာချတယ်ပြီးတော့ shade ထဲကနေပြီးတော့ကျွန်တော်ဒီမှာ line လေးတစ်ခုဆွဲလိုက်တယ်ပေါ့နော်ဒီကောင် stock ကိုကျွန်တော်2လောက်ထားလိုက်တယ်ထားပြီးတော့တို့လည်းဒီ coffee ရောင်လေးထားလိုက်တယ်ပြီးတော့စာလေးဒီမှာရေးလိုက်တယ်ဗောနော် product အမျိုးအစားဗောနော်ဒီမှာလေးတွေကျွန်တော်ချလိုက်တယ် list လေးနဲ့ချလိုက်တယ်ပြီးတော့ဒီဘက်မှာဒီ magic white လေးနဲ့ကျွန်တော် coffee အကြောင်းကိုရေးခိုင်းလိုက်တယ်ဗောနော် AI နဲ့ရေးခိုင်းပြီးတော့ကျွန်တော်ဒီမှာပဲအစားထိုးလိုက်တယ်လို့တကူပဲဒီ speed ဖြစ်နေလို့စာလေးလိုက်ဖြည့်လိုက်တယ်ပေါ့နော် right align လေးနဲ့ညှိလိုက်တယ်ပြီးတော့ဒုတိယ page ရောက်တော့အပေါ်အတိုင်းပဲကျွန်တော် duplicate background ပွားလိုက်တယ်ပြီးတော့ဒီ copy quad ကလေးကိုကျွန်တော်ဒီဘက်ကိုရွှေ့လိုက်တယ်ပြီးတော့ animate နဲ့မှာကျွန်တော် coffee seed ဆိုပြီးတော့ရေးချတယ်ပေါ့နော် coffee seed လေးတွေဒီအောက်မှာချလိုက်တယ်ပြီးတော့ edit ထဲကနေပြီးတော့draw shadow ပေါ့နော် copy စေးအောက်မှာ draw shadow တွေဖြစ်အောင်လို့ပွားလိုက်တယ်ပြီးတော့ဒီဘက်ချမ်းကိုလည်းကျွန်တော်အရောင်လေးထည့်လိုက်တယ်ပြီးတော့ဒီ product လေးတွေလိုက်ပြီးနေရာနဲ့ထည့်လိုက်တယ်ပေါ့နော်စာလေးတွေလည်း copy paste နဲ့ချလိုက်တယ်magic right နဲ့ပဲabout Americano ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ရိုက်ပြီးတော့ထည့်လိုက်တယ်ဗောနော်အေးအောင်ရေးခလိုက်တယ်ကျွန်တော်ထည့်လိုက်တယ်ဒီမှာကျွန်တော် Facebook icon လေးဗောနော်မှာယူလို့ရမယ့်နေရာဗော Instagram ထည့်တယ် TikTok ထည့်တယ်ပြီးတော့ animate နဲ့မှာပဲကျွန်တော်ဒီ coffee leaf ဆိုပြီးတော့ coffee URL လေးဗောနော်ထည့်တယ် layer ထဲမှာအောက်ဆုံးချလိုက်တယ်ဒါ transparency လေးနည်းနည်း short ပြီးတော့ကျွန်တော်ဟိုဘက်ဒီဘက်လေး live ဖြည့်လိုက်တယ်ပေါ့နော်ဒီရွယ်လေးတွေကိုအောက်မှာလည်းအဲ့လိုပဲဖြည့်လိုက်တယ်ဒါဆိုလို့ရှိရင်တော့ Canva မှာဒီ browser လေးကို menu design လေးကိုဆွဲလို့ပြီးသွားပြီပဲဖြစ်ပါတယ်အားလုံးလုပ်တတ်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက် tutorial တွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်